န်တလေးမှာဘန်ကောက်ကြီးသွားကြမလို့ပဲနဲ့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့ပြင်လန်စာကွန်တန်ပုံလေးတွေကို grind ထည့်ပြီးစားလို့ရတယ်ဟက်လန်ဆိုင်အသစ်ကလေးကိုသိပြီးပြီလားဟုတ်ပါတယ်အခုလိုမျိုးစားလို့ရန်ကောင်းပြီးတော့ရတာရှိရဲ့ပြင်လန်စာကွန်တန်ဟင်းပွဲလေးအပြင်ကိုချမ်းဟင်းပွဲလည်းအများကြီးရှိပြီးတော့ဘတ်ဂျက်လည်းဆေးဖြစ်ပြီးတော့စားလို့ရန်ကောင်းတာမို့လို့ကျွန်တော်ကပြန်ပြီး share လုပ်ပေးလိုက်ပါတယ်ဒီဆိုင်မှာဆိုရင်ပြင်လန်စာကွန်တန်တစ်ပွဲ1900ကဈေးကြီးဆုံးဖြစ်ပြီးတော့ချမ်းဟင်းပွဲတွေကလည်းဘတ်ဂျက်ဆေးဖြစ်ပြီးတော့ကျွန်တော်အဲ့ဒီကဘာမှစားခဲ့လဲဆိုရင်နော်ပြင်လန်စာကွန်တန်ပီနန်းငါးကင်အင်ဒိုချက်ကျော်နောက်ပြီးတော့ဖက်ကဖောင်နဲ့ဖြူတုံးမာလာလေးမှာစားခဲ့ပါတယ်ဟယ်လိုအားလုံးပဲအစလာမ်အလိုင်ကွမ်ရှယ်ရီကို page ကပြန်ကြိုးစားပါတယ်ကျွန်တော်ခုသွားဆိုင်ရဲ့ဆိုင်လေးကတော့ flavor bite ဆိုတဲ့ဆိုင်လေးဖြစ်ပြီးတော့ဆိုင်လေးစာလေးကတော့26ခွန်ကြာ86နဲ့မှဖွင့်ထားပြီးတော့မနက်7:00နာရီကနေပြီးတော့ည7:00နာရီကိုဒီဖွင့်ပါတယ်ဆိုင်လေးကနေဒါလေးကတော့အခုလိုမျိုးလူငယ်ဆန်ဆန်နဲ့ကိုမှအေးစစ်စစ်ကြီးဝုန်းနဲ့ထိုင်လို့ရပြီးတော့ဒီဆိုင်လေးမှာဆိုရင်နော်ဘတ်ဂျက်ဆေးပြပြီးတော့စားလို့ရကောင်းတဲ့မီနူတွေအများကြီးရှိပါတယ်ကျွန်တော်အဲ့ဒီကတော့ဒီဆိုင် signature မီနူဖြစ်တဲ့ပြင်လန်စာကွန်ထိုင်အပြင်ကိုကျွန်တော်စားချင်တဲ့မီနူလေးအများကြီးမှာလိုက်ပါတယ်ဒီဆိုင်လေးမှာဆိုရင်တော့အခုလိုမျိုးတပုံရိုက်စရာနေရာလက်လာလေးတွေရှိပြီးတော့တငယ်ချင်းပေါင်းတင်မိတ်ဆွေတွေနဲ့ဖြစ်ဖြစ်ခုလိုမျိုးလာစားမယ်ဆိုရင်တော့ဘတ်ဂျက်လည်းဆေးဖြစ်ပြီးတော့စားလို့ရကောင်းတဲ့ဟန်ဆန်ဆိုင်လေးကိုကျွန်တော်ကပြန်ပြီး share လုပ်ပေးလိုက်ပါတယ်ဒီဆိုင်ပိုင်ရှင်က menu ဆိုတဲ့နာမည်နဲ့ခုလိုမျိုးမင်းမွားကြော်တွေမာလာနေဘူးတွေအပြင်ကိုတခြားဘူးလေးတွေလည်းဒီဆိုင်ဖွင့်ငင်တွေကရောက်နေရမို့လို့အခုဒီဆိုင်မှာလည်း install ဝယ်လို့ရပါတယ်ဒီဆိုင်မှာဆိုရင် customer မှာဟင်းဝဲရလက်လက်ဆက်ချက်ပေးရမို့လို့တကယ်လို့ကိုမစောင့်ချင်ဘူးဆိုရင်တော့ပေါင်းဆက်ပြီးကြိုးမထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်အဲ့ဒီကဒီ flavor bite ရဲ့ signature menu ဖြစ်တဲ့ပီနန်းစာကွန်တဲ့မျိုးကိုပီနန်းငါးကင်တွေရောကြက်ရီကုန်းကြော်တွေရောအထောင်းတွေရောကျွန်တော်အဆုံးမလိုက်ပါတယ်ဒါကတော့ကျွန်တော်အရန်စားချင်နေပြီးတော့ဒီဆိုင်စကင်ချလို့ပြောတယ်ဒီပင်လယ်စာကိုနေဟင်းပွဲပါအနမ်းနဲ့တွေကိုလုံးဝမွှေးကြိုင်နေပြီးတော့အခုလိုမျိုးပုံလေးနဲ့လာချပေးထားပြီးတော့ကိုယ်တိုင်ထည့်ချင်နေရတယ်လို့ဆိုင်ရဝင်နေထည့်ခိုင်းချင်နေရပါတယ်ဒီဟင်းပွဲကပင်လယ်စာစုံနေရတယ်လို့ခဏန်းသီးသက်ပစုံသီးသက်ပြည်ချင်းကားသီးသက်ဆိုပြီးတော့မှာချင်လဲမှာလို့ရပါတယ်ဆိုင်မွန်မဲ promotion နေနဲ့အခုလာမယ်ဇူလိုင်လ23ရက်နေ့ကနေပြီးတော့19ရက်နေ့ဒီ flavor bite ရဲ့ TikTok အကောင့်ကို like and follow လုပ်ရုံနဲ့3000မှုပြည့်ရတယ် 5% discount ပေးမဲ့အစီအစဉ်လည်းရှိရမို့လို့အများဆုံးသွားစားကြည့်ဖို့ကျွန်တော်ကပြန်ပြီး share လုပ်ပေးလိုက်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ flavor bite ရဲ့ signature menu ဖြစ်တဲ့ပင်လယ်စာကွန်တဲ့ဟင်းမွေးလေးကိုအရင်စားကြည့်ခဲ့ပါတယ်ဒီဟင်းမွေးရဲ့အသက်ကအနှစ်လို့ပြောလို့ရတယ်ပေါ့နော်သူ့အနှစ်ကလည်းအရန်မွေးပြီးတော့အရန်သာရှိပြီးစားလို့ရန်ကောင်းတော့မလို့ကျွန်တော်နှစ်နဲ့ရင်စားကြည့်လိုက်တဲ့ခါမှာကိုတော်တော်လေးစားလို့ကောင်းပြီးတော့အနှစ်နဲ့အနေကိုကျွန်တော်ထမင်းတော့ဝယ်ကြိုးစားပါတယ်ကျွန်တော်အဲ့ဒီကတော့ပင်လယ်စာအစုံကိုမှပစုံရဲ့ပြည်ကြီးငါရဲ့ခနန်းရဲ့ပါတာမှာစားခဲ့တာပါပစုံပြည်ကြီးငါခနန်းသီးသက်မှာစားခြင်းလည်းမှာလို့ရပါတယ်ဒီဟင်းမွေးမှာပါရဲ့ပင်လယ်စာတွေကလည်းလုံးဝလက်ဆက်ပြီးတော့ပစုံကလည်းအရန်ကိုမှချိုးနှစ်ပြီးတော့စားလို့ရန်ကောင်းတာမို့လို့ဒီအနှစ်နဲ့တွဲပြီးတော့ကျွန်တော်စားခဲ့ပါတယ်သူ့ပြစာကလေကျွန်တော်စားမှုသမျှပင်လယ်စာဟင်းမွေးတွေထဲမှာအကောင်းဆုံးလို့အောင်ပြောလို့ရပါတယ်ခနန်းကလည်းဥပြည့်နဲ့ကိုမှအထက်မှာအသားရည်လည်းအများကြီးပါပြီးတော့အရန်ချိုပြီးတော့လက်လက်ဆက်ဆက်နဲ့တော်တော်လေးစားလို့ကောင်းပါတယ်ဒီဟင်းမွေးရဒီဇိုင်း signature ဖြစ်တယ်လို့အခုလိုမျိုးဟင်းမွေးတစ်ပွဲဆိုရင်လည်း2ရောက်3ရောက်လောက်အေးဆေးစားလို့ရပါတယ်ကျွန်တော်အဲ့ဒီကတော့ဟင်းနဲ့တပကံပင်လယ်ဆိုင်နဲ့တပကံအပြင်ကိုကျွန်တော်စားလို့မဝလို့လိုက်ပွဲယူပြီးတော့ထမင်းနဲ့ထက်ဆွဲခဲ့ပါသေးတယ်ကဲကျွန်တော်နောက်ထပ်စားခဲ့တဲ့မီနူကတော့ပီနန်းငါးခင်ပါဒီပီနန်းငါးခင်ကတော့ထွက်တာမကြသေးပေမဲ့စားလို့ရန်ကောင်းပြီးတော့လူကြိုက်များရဆိုလို့ကျွန်တော်မှစားကြည့်ခဲ့ရပါစားလိုက်တဲ့အခါမှာလည်းငါးသားကအပြည့်နဲ့ကိုမှတကယ်ကိုရသာရှိပြီးတော့အပေါ်ကတင်ထားတဲ့ကြက်သွန်ပြူနဲ့ငရုတ်သီးကလည်းအရန်မွေးပြီးတော့စားလို့ရန်ကောင်းပါတယ်သူ့ရဲ့အသက်ကတော့ဒီငရုတ်သီးနှစ်ဖြစ်ပြီးတော့ငါးသားလေးကိုငရုတ်သီးနဲ့တွဲစားလိုက်တဲ့အခါမှာတော့အရန်စားလို့ကောင်းပြီးတော့စားဖို့နေကြငါးခင်နေနဲ့မတူဘဲနဲ့တော်လေးစားလို့ကောင်းတာမို့လို့ရောက်ရင်မှစားကြည့်ဖို့ကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်ပီနန်းငါးခင်ကလေစားလို့လည်းရန်ကောင်းသလိုအရန်လည်းဆက်တာမို့လို့အဆက်စားနိုင်ရသူဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်ပြီးတော့ဒီဆိုင်မှာအခုလိုမျိုး one motion ဟင်းပွဲလေးလည်းရှိပြီးတော့ကျွန်တော်နောက်ထပ်စားခဲ့တဲ့မီနူလေးကတော့ရွှေထုံးမာလာဆိုရဲဒီဖတ်တုပ်လေးပါသူကတော့ဒီဖတ်တုပ်လေးကိုဒီမာလာနစ်နဲ့တခြားလေးချက်ပေးထားပြီးတော့ sauce လေးနဲ့တိုးစားမယ်ဆိုလည်းအရင်စားလို့ကောင်းလို့ရိုင်းမယ်စားမယ်ဆိုရင်လည်းမာလာနစ်ကရတာကပေါ်လင်ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်နောက်ထပ်ဒီဆိုင်မှာနမဲကြီးပြီးစားလို့ရကောင်းတယ်ကြက်ရင်ကိုကြော်လေးလည်းမှာစားခဲ့ပါတယ်ချို့ကလေးနဲ့ကြော်ထားရဲကြက်ရင်ကုန်ကြော်ကိုမာလာနစ်နဲ့နေပေးထားမို့လို့ဆက်ဆက်ကလေးနဲ့ကိုမှစားလို့ရန်ကောင်းပြီးတော့ sauce နဲ့ထိုးစားမယ်ဆိုရင်လည်းတစ်မျိုးလေးနဲ့စားလို့ရန်ကောင်းပါတယ်ကြက်ရင်ကုန်ကြော်လေးစားပြီးတော့ကျွန်တော်အထောင်းကိုတော့ပြောင်းမှုတောင်းလေးမှာခဲ့ပါတယ်ပြောင်းမှုတောင်းကတော့သူကချင်းဆက်ဆက်ကလေးနဲ့ကိုမှတင်မော်စီလေးပါပြီးတော့စားလို့ရန်ကောင်းပါတယ်ဒီဆိုင်ဟင်းပွဲစီနှုံးလေးတွေက4500နေစားပြီးတော့အခုလိုမျိုးပေါ့နော်ဈေးကြီးဆုံးမှာ1900ပဲရှိပြီးတော့ဘတ်ဂျက်လည်းဆေးဖြစ်တာမို့လို့ကျွန်တော်တို့လေးသဘောကျပါတယ်ဒါလေးကတော့အမဲရှာမာလာပါသူကတော့နူးအေးနေတဲ့အမဲရှာကိုမာလာနစ်နဲ့ချက်ပေးထားပြီးတော့ထမင်းပြူနဲ့စားမယ်ဆိုရင်ပို့ပြီးစားလို့ကောင်းပါတယ်ကျွန်တော်အဲ့နေကတော့ထမင်းစားတာများသွားပြီးတော့ဘိုက်တင်းနေလို့ဒီတိုင်းပဲစားခဲ့ပါတယ်ကဲဒါဆိုရင်ဘတ်ဂျက်ဆေးပြီးတော့စားလို့ရန်ကောင်းတဲ့ဆိုင်သစ်ကလေးလည်းဖြစ်တဲ့ flavor bite ဆိုတဲ့ဆိုင်လေးကိုမစားတဲ့အများဆုံးသွားစားကြည့်ဖို့တော့ comment လုပ်ရင်လည်းနောက်ဘလော့မှာပြန်တွေ့ကြမယ်နော်အားလုံးပဲအစ္စလာမ်ဝါလိုက်ကွမ်